ပြည်သူကတော့ကျွန်တော်တို့တော်လန်ရိုးကတော့ယုံကြည်မှုရှိတာပေါ့ပြီးရဲဘော်ဒီအနေထားနဲ့လည်းသူတို့လည်းယုံကြည်ချက်ဒီအပြည့်အဝနဲ့ဒီတော်လန်ရိုးကိုဆုံးမတိုင်အောင်တိုက်မှာဖြစ်တာကိုဒီတော်လန်ရိုးကိုပြီးမြောက်အောင်မတိုက်ခဲ့လို့ရှိရင်ကျွန်တော်တို့ကမြောက်ကိုရီးယားနဲ့အခြေအနေဆိုးမှလေ တော်လိုင်းမအောင်မချင်းရတော့စူးစားသွားမှာရှေ့ကအခုကလေးတွေအသက်ပေးပြီးတော့လောက်သွားတဲ့အတွက်ကိုယ်တွေနောက်ကနေပြီးတော့ဂုံယူပြီးတော့လေးစားတဲ့အတွက်နဲ့သူတို့နောက်ထပ်လဲကိုယ်လဲတတ်နိုင်တော့ကိုပံ့ပိုးပေးဦးမှာ ကျမတို့ပြည်ထောင်စုရဲ့နေရာတစ်ခုခုမှာပဲပြိပက္ခဖြစ်တာပဲဖြစ်ဖြစ်ကျမတို့ပြည်ထောင်စုရဲ့သားသမီးတွေတနေရာမှာနာကျင်ခံစားနေရတာပဲဖြစ်ဖြစ်လက်သေးစိတ်ရလက်ထိတ်နာဆိုလို့မျှဝေခံစားနိုင်ကြမှာဖြစ်ပါတယ် ကဘာကြီးပြက်တယ်လို့ခံစားပြီးတော့အိမ်မက်တွေလည်းအကုန်လုံးဆိုးရှုံးသွားတယ်လေတနိုင်ငံလုံးမှာရှိတဲ့လူငယ်တွေရောလူကြီးတွေရောလူလက်တွေရောရဟန်းတန်ဃာတွေရောအိမ်မက်တွေအကုန်လုံးပျောက်ဆုံးနေတာကိုဘယ်လိုခံစားရမလဲကဘာကြီးပြက်တယ်လို့ပဲခံစားရတာပေါ့ အာနာသိတော့ဘယ်လိုပြောရမလဲဆိုရင်တော့ဟိုကိုယ့်ရဲ့မခံရင်စိတ်ကတော့စစ်ကောင်စီရဲ့စနစ်ကိုမကြိုက်လို့ဟုတ်တော့မလားဒီတော်လန်ယူဒုစိတ်ကျင်တာတော့အများဆုံးပဲစစ်ကောင်စီရဲ့စနစ်ကိုပုံစံမကြလို့မကြိုက်တာ ဒီစက်တက်လက်ထဲမှာရောက်နေတဲ့ဧက640ဟိုကျွန်တော်ကိုယ်တိုင်ဦးစီးပြီးတော့မိုက်ကရုံးမှာဒီနေပြည်တော်ကနေစုံစမ်းစစ်ဆေးကော်မရှင်နေဖွဲ့လာရောက်စစ်ဆေးတဲ့နှစ်ကြိမ်တက်လာရောက်စစ်ဆေးပြီးတော့မှသူတို့ဒီတက်စက်တက်လက်ထဲကနေတော့ကျွန်တော်တို့လက်ပြည်သူတွေလက်ထဲရောက်အောင်ကျွန်တော်ကူညီပြီးတော့ဆောင်ရွက်ခဲ့ပြီးဘူးပါတယ် ဝမ်းသာတယ်လေသူတို့တော်လိုင်းလို့သူတို့လုံးမဒီတော်လိုင်းရဲ့အောင်မြင်မှာသူတို့လောက်တဲ့အတွက်ဝမ်းသာတယ်ပံ့ပိုးပေးတယ်ကူညီပေးတယ် ကျွန်တော်တို့ဒီနယ်မြေကိုပြည်ရဲ့ရဲဘော်တွေစဝင်လာကြတဲ့ကဝမ်ပန်းတတာနဲ့ကျွန်တော်တို့မျှော်လင့်နေတဲ့အရာတစ်ခုရောက်လာတယ်လို့ခံစားမိပြီးတော့တတ်နိုင်တဲ့ဘက်ကနေတော့ပြည်ရဲ့လူငယ်တွေကိုစားစရာတောက်စရာနဲ့လိုအပ်တဲ့ဟာလေးတွေကိုတတ်နိုင်တော့ဒီမှာရှိတဲ့ဒေတာကံပြည်သူတွေကလက်ရှိထောက်ပံ့ပြီးတော့ကူညီပေးနေကြပါတယ် ဟိုဘယ်လိုခေါ်အောင်လဲအင်းလိုက်အားရဟိုမှာငွေနဲ့ကြီးနဲ့မပံ့ပိုးနိုင်ပါမယ်လူအင်အားနဲ့တတ်နိုင်တယ်လို့ဟိုဘယ်လိုခေါ်မလဲတပိတ်တာနှစ်ပိတ်တာဝယ်ကျွေးရတာတော့ဟုတ်တယ်မလားပံ့ပိုးပေးရတာတော့အဲ့လိုတော့ဓမ္မတုတ်လေးတော့ကူညီပံ့ပိုးပေးရတယ်ကိုယ်အိမ်တော့မဖြစ်ခဲ့ဘူးပေါ့ဘေးရွာအိမ်တွေဖြစ်ခဲ့တာအဲ့ဒါတွေကိုကိုယ်တိုင်လက်တွေ့ခဲ့ရတယ်ကိုယ်တိုင်ခံစားရတယ်သူများအိမ်ပျက်စီးတယ်ဆိုရင်ကိုယ့်အိမ်ပျက်စီးသလိုပဲရင်ထဲမှာခံစား ဟောဘယ်လိုပြောမလဲဆိုတော့အိမ်တဲ့အိမ်ကိုဖြစ်မြောက်အောင်မနေရုံးကန်လှုပ်ရှားပြီးတော့မှဆောက်ထားတဲ့ဟာအဲ့ဒါလို့အလွယ်တကူဒီပြည်သူနေအိမ်တွေကိုဖျက်ဆီးတယ်ဆိုတော့တပ်ပြအောင်မှုတ်ကြိတ်ပြအောင်ဒေါသလည်းထွက်ပြီးတော့သူ့ကိုလည်းဘယ်လိုပြောမလဲဆိုတော့ပြည်သူတွေနဲ့ထပ်တူထပ်မြပြန်ပြီးတော့ခံစားအောင်လဲကျွန်တော်တို့မြစ်တာတွေပို့ပြည်သူတွေရဲ့မြစ်တာတွေပို့ကျွန်တော်တို့ဒေသခံတွေလည်းဒီလိုပဲမြစ်တာပို့ကြတာပေါ့ အရင်တော့ဆိုတော့တော့ကြီးမမုန်းခဲ့ရဘူးဟုတ်တော့မလားအခုဆိုရင်လူတွေးရင်တော့မှတိုက်ချင်တဲ့စိတ်ကအများဆုံးပေါ်ပေါက်လာတယ် ဟိုရိုးလေးပြောရအမှုတ်ကိုကြိတ်ချင်းစိတ်ပေါက်သွားတာဘာမှမကြောင်အမှုတ်ကြိတ်ချင်းစိတ်ပေါက်တာ တော်လိုင်းယူဆိုရင်တော့ဘယ်လိုယုံကြည်ချက်ရှိရဆိုတော့အောင်မြင်တဲ့ပန်းနိုင်တွေသွားမယ်ဆိုလို့သူတို့ကရှိရသွားမယ်ဆိုကိုကနောက်ကလိုက်ဖို့ဟာဥမာဒီရွယ်ချက်တွေအများဆုံးထားတာ ပြည်သူကတော့ကျွန်တော်တို့တော်လန်ရိုးကတော့ယုံကြည်မှုရှိတာပေါ့ပြီးရဲဘော်ဒီအနေထားနဲ့လည်းသူတို့လည်းယုံကြည်ချက်ဒီအပြည့်အဝနဲ့ဒီတော်လန်ရိုးဆုံးမတိုင်အောင်တိုက်မှာဖြစ်တာကိုဒီတော်လန်ရိုးပြီးမြောက်အောင်မတိုက်ခဲ့လို့ရှိရင်ကျွန်တော်တို့ကမြောက်ကိုရီးယားနဲ့အခြေအနေဆိုးမှလေအဲ့ဒီကြောင့်ဒီတော်လန်ရိုးပြီးမယ်ဆိုတဲ့အတွက်ကျွန်တော်တို့ကပြည်သူတွေကလည်းတတ်နိုင်တော့အနေထားနဲ့ပေါ့အများကြီးမတူနိုင်တော့မတူနိုင်တဲ့အနေထားအများကြီးမကူညီနိုင်တော့မကူညီနိုင်တဲ့အနေထားနဲ့ဒီလိုပဲရုန်းကန်ပြီးတော့လူရမယ်ကူညီရမယ်ဆိုတော့ကျွန်တော်တို့ရင်ထဲမှာအပြီးထာဝရထားရှိတာပါပဲ အခုဆိုရင်ဟုတ်တယ်မလားအသက်60ကျော်လာခဲ့ပြီနောက်လည်း
ဒီတော်လိုင်းရေးအတွက်ဆိုရင်တော့အများဆုံးကြိုးစားပြီးတော့လုပ်အောင်ပါတော်လိုင်းမအောင်မချင်းရတော့ကြိုးစားသွားမှာရှေ့ကအခုကလေးတွေအသက်ပေးပြီးတော့လုပ်သွားတဲ့အတွက်ကိုယ်တွေနောက်ကနေပြီးတော့ဂုံယူပြီးတော့လေးစားတဲ့အတွက်နဲ့သူတို့နောက်ထပ်လဲကိုယ်လဲတတ်နိုင်တော့ကိုပံ့ပိုးပေးဦးမှာဟုတ်တယ်မလားတော်လိုင်းရေးကိုအောင်မြင်တဲ့အထိတော့လုပ်မလို့တော့စဉ်းစားရတာတော်လိုင်းအတွက်ဆိုတော့ဒီပြကတော့မပြောချင်ပါဘူးဟုတ်တယ်မလားအောင်မြင်အောင်လုပ်လေကိုကနောက်ကကူညီပံ့ပိုးပေးရုံနဲ့ဒါပဲရှိတာဖြစ်နိုင်မယ်ဆိုရင်တော့လေတော်လိုင်းရဆိုရင်တော့ညီညွတ်ညွတ်နဲ့ဟုတ်တယ်မလားကိုယ့်ထဲကနေပြီးတော့သစ္စာမဖောက်ပဲသွားဖို့ပါတော့အဲ့လာလေးတော့အရေးကြီးတယ် တော်လန်ကြီးကတော့အဓိကကတော့ကျွန်တော်အနေထားနေတော့ညီညွတ်ဖို့ပဲလိုတာပေါ့ညီညွတ်ဖို့လိုတယ်ဆိုတာဒီတိုင်းသားလက်နက်ကိုင်တွေနဲ့ရော PDF တွေနဲ့ရောညီညွတ်မှတယောက်နဲ့တယောက်နဲ့ဟိုမယုံကြည်မှုတွေများနေရင်တော့တော်လန်ကြီးကလည်းအောင်မြင်မှုနောက်နေတာပေါ့အဲ့တော့တယောက်နဲ့တယောက်ယုံကြည်မှုတွေရှိပြီးတော့တယောက်နဲ့တယောက်နဲ့ကူညီရိုက်မင်းမှုသူအားနဲ့ချက်ကိုကိုကဖေးမပြီးတော့ကိုအားနဲ့ချက်ကိုသူကဖေးမလို့ရှိရင်ဒီတော်လန်ကြီးကမအောင်နိုင်ကြမရှိပါဘူးလှေခွဲကြီးစီးတဲ့တရားတွေ၄-၅ရောက်တော့မှဘယ်လိုပဲဖြစ်ဖြစ်ပက်တက်ကောင်ပက်တော်တဲ့ကောင်တော်လို့ချင်းဒီလှေကကန်းစားရောက်သေးတာပဲဒါအခုလက်ရှိကလှေခွဲမှမဟုတ်တာကျွန်တော်လူငယ်တွေနဲ့တွားနေတဲ့စီးမျိုးနေတဲ့တော်လန်ကြီးပဲအဲ့တော့ဒီတော်လန်ကြီးကဘယ်လိုပဲဖြစ်ဖြစ်အောင်မှအဓိကညီညွတ်မှုရှိမှညီညွတ်မှုရှိဖို့ပဲအဓိကလိုပါတယ်